တန်ရှင်းတော်ဓမ္မကျမ်းစာပြန်လည်ရယူခြင်းကျမ်းမူလုကာအခန်းကြီး2ကိုတော်ဤဖွားမြင်တော်မူခြင်းလုကာအခန်းကြီး2အငယ်1ထိုအခါမြေကြီးတစ်ပြင်လုံးကိုစည်ရင်းယူစေခြင်းကကဲတာဩဂုတ်တုသည်အမိတ်တော်ရှိ၏ဤသည်မှာကုယေနိသည်ရှုရိပီကိုအုပ်စိုးစဉ်တွင်ပထမစည်ရင်းယူခြင်းဖြစ်သည်ပထမလုကာခန်းကြီးနှင့်ငယ်1မတ်စု1ဤဒီမှာတုတ်တန်ချက်ခန်းကြီး27၌ဖော်ပြထားသည့်အတိုင်းဘုရားခင်ဤအုပ်စိုးမှုအောက်၌ဖြစ်လာခဲ့ခြင်းဖြစ်သည်ဤစည်ရင်းယူခြင်းအဖြစ်မာရိနှင့်ယောသတ်သည်နာဇရက်မြို့မှဗက်လင်မြို့သို့ရောက်လာခဲ့ကြသည်တို့မှသာကယ်တင်ရှင်သည်သူမွေးဖွားမိနေရာနှင့်သက်ဆိုင်သောပရောဖက်ပြုထားချက်ပြည့်စုံစေရန်ထိုနေရာသည်မွေးဖွားလာနိုင်မည်ဖြစ်သည်အငယ်3လူအပေါင်းတို့သည်စီရင်ဝင်ခြင်းကအတီးတီးမိမိတို့မြို့ရွာတို့ပြန်ကြ၏ယောသတ်သည်ဒါဝိဒ်၏အိမ်တော်မိသားစုဝင်ဖြစ်၍ဂါလိလဲပြည်နာဇရက်မြို့မှယုဒပြည်တွင်ဗက်လင်အမည်ရှိသောဒါဝိဒ်၏မြို့တို့ပြန်၏စစ်ဆက်တော်မာရိနှင့်တို့ဇေးဝင်ခြင်းကပြန်လေ၏ထိုအခါမာရိသည်ကိုဝန်အရင်အမာရှိ၏ဗက်လင်မြို့၌ရှိနေစဉ်ဖွားအံ့သောနေလစိတ်လင်တားဦးကိုဖွားမြင်၍အဝတ်နှင့်ပတ်ရစ်ပြီးမှနွားစခွက်၌တိတ်ထားလေ၏အကြောင်းမှာဧည့်သည်တဲရာဇရက်၌သူတို့အဖို့နေစရာမရှိသောကြောင့်သည်အာမင်တားဦးကိုဖွားလုကာသည်လူသားကယ်တင်ရှင်ကိုတင်ပြထားသည်လုကာသည်လူသားကယ်တင်ရှင်၏ပရိဒရေယူချင်းကိုစီကုံဖော်ပြပြီးနောက်ဤအခန်းကြီး၌အကောင်းဆုံးသောမှတ်တမ်းကိုကျွန်ုပ်တို့အားပေးခဲ့သည်၎င်းတို့မှာတစ်ကိုရောဤစစ်မှန်သောလူသားဆိုင်ရာမွေးဖွားခြင်း၎င်းသည်လူကိုဖျားခင်ဖန်ဆင်းခြင်းဤတရားအတိုင်းဖြစ်သည်ဤဒီမှာကိုတော်သည်လူကိုကယ်တင်ရန်အတွက်လူသားကယ်တင်ရှင်ဖြစ်လာနိုင်ရန်ဖြစ်သည်နှင့်ကိုတော်ဤရုပ်ပိုင်းဆိုင်ရာအယေပြားလီးခြင်း၎င်းသည်ဖျားစီမံခန့်ခွဲထားသောတရားအတိုင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဤဒီမှာကိုတော်သည်အာဗြဟံဤတရားဝင်မျိုးစေ့ဖြစ်လာနိုင်ရန်ကိုတော်၌အာဗြဟံအဖို့ဖျားခင်ထားခဲ့သောဂတိတော်တင်၌မြေကြီးပေါ်ရှိမိသားစုအပေါင်းတို့သည်ကောင်းကြီးခံရလိမ့်မည်တို့ကြေညာခဲ့သောဧဝံဂေလိတရားသည်တပါးအမျိုးသားများအားလုံးအတွက်ပြည့်စုံလာနိုင်ရန်ဖြစ်သည်၃ကိုတော်ဤရုပ်ပိုင်းဆိုင်ရာကြီးထွားခြင်း၎င်းသည်လူသားအသက်ဤတရားအတိုင်းဖြစ်သည်ဤဒီမှာကိုတော်သည်ဖျားခင်ရဲ့ဤရွေးနှုတ်ခြင်းစီမံချက်ကိုပြီးမြောက်ပြည့်စုံနိုင်ရန်ဖျားကိုထင်ရှားစေမိစုံလင်သောလူဖြစ်လာနိုင်ရန်အတွက်ဖြစ်သည်၄ကိုတော်ဤမှန်ကန်သောကလေးဘဝထိုအတော်အတွင်းကိုတော်သည်ဖျားခင်ဤအရာများနှင့်ပတ်သက်သောသူဤစိတ်ဝင်စားခြင်း၌ကြီးထွားခဲ့သည်ထိုစိတ်ဝင်စားခြင်းသည်ခမဲတော်ဖျားဤသားတော်အဖြစ်ကိုတော်ဤဖျားဖြစ်ခြင်းနှင့်ဆက်နွယ်နေသည်ဤဒီမှာဖျားရှိလူများရှိတွင်ပညာတော်အတိုင်းအတာပမာဏနှင့်ကျေးဇူးတော်သည်ကိုတော်၌ထင်ရှားခဲ့ခြင်းဖြစ်သည်ကယ်တင်ရှင်ဤမွေးဖွားခြင်းငယ်ရွယ်စဉ်ဘဝတို့နှင့်ဆက်လင်း၍ဤနေရာတွင်မှတ်တမ်းတင်ထားခြင်းသည်မှတ်တမ်းအခန်းကြီး2၌ရှိသောမှတ်တမ်းတင်ထားခြင်းနှင့်အလွန်ကွာခြားသည်ကယ်တင်ရှင်ဤမွေးဖွားခြင်းနှင့်ငယ်ရွယ်စဉ်ဘဝ၌ဖြစ်ပေါ်ခဲ့သောအဖြစ်အပျက်များနှင့်ဆက်လင်း၍မဿဲဧဝံဂေလိကျမ်း၌မှတ်တမ်းတင်ထားချက်သည်ခရစ်တော်ဤတရားဝင်ဖြစ်သောဘုရင်အရာကိုလေးနက်စေသည့်ထင်ရှားခြင်းဖြင့်ဖွဲ့စည်းတည်ဆောက်ထားသည်လုကာသည်လည်းကယ်တင်ရှင်ဤမွေးဖွားခြင်းနှင့်ငယ်ရွယ်စဉ်ဘဝကိုမှတ်တမ်းတင်ခဲ့သည်သို့တော်လည်းသူမှတ်တမ်းတင်ခဲ့သောအရာမှာခြားနာသောအဖြစ်အပျက်များသည်ဟုသောယေရှု၏စစ်မှန်သောလူသားစာသည်ကိုအခိုင်အမာသက်သေပြုပေးသည့်အဖြစ်အပျက်များဖြစ်သည့်ထိုမှတ်တမ်းနှစ်ခုသည်ကယ်တင်ရှင်၏အံ့ဩဖွယ်ကောင်းသောအဆင့်အခြေအနေကိုခြားနာသောပုံပန်းတရံနှစ်မျိုးဖြစ်တာဖော်ပြထားခြင်းဖြစ်သည်မဿဲအခန်းကြီး
မှတ်စုတစ်ကိုကြည်ပါအာမင်အိုသခင်ယေရှုရှစ်အငယ်ရှိထိုပြီးမှတိုးထိန်တို့သည်ညအခါတောအရက်၌တဲကိုရက်မိမိတိုးစုတို့ကိုစောင့်နေသည်ဖြစ်၍တိုးထိန်တိုးစုကိုထိန်ချောင်းခြင်း၌သူတို့ရဲ့လှုပ်ဆောင်မှု၎င်းမှာလူအတွက်အစားအစာကိုထောက်မှရန်တာမဟုတ်ပဲဖျားသခင်ထံပူဇော်ခြင်းအတွက်လည်းဖြစ်သည်နှစ်ညအချိန်အထိစောင့်ခြင်း၌သူတို့ရဲ့ဇွဲလုံးလရှိခြင်းသည်ကောင်းကင်တမန်အားဖြင့်ကြေညာခဲ့သည့်ကဲတင်ရှင်ဤအံ့ဩဖွယ်သောမွေးဖွားခြင်းဤကောင်းသောတည်င်းများကိုဥစွာလက်ခံရရှိရန်သူတို့အားအရေးအချင်းပြည့်မီစေခဲ့သည်အာမင်အငယ်ကိုသခင်ပြားရဲ့ကောင်းကင်တမန်သည်သူတို့အပေါ်မှာပေါ်လာ၍ပဝင်းကျင်၌သခင်ပြားရဲ့ဘုန်းတော်ထွန်းတောက်သဖြင့်သူတို့သည်အလွန်ကြောက်ရွံ့ခြင်းတို့ရောက်ကြသည်ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနှင့်လူအပေါင်းတို့သည်အလွန်ဝမ်းမြောက်စရာတည်င်းကိုငါသည်တင်တို့အားကြားပြောရ၏ယနေ့ဒါဝိဒ်၏မြို့၌သခင်ခရစ်တော်သည်ဟူသောကယ်တင်ရှင်သည်တင်တို့အဖို့လို့ငါဖွားမြင်ခြင်းကိုခံတော်မူ၏တင်တို့သည်အဘယ်အရက်လက္ခဏာဖြင့်သိရမည်နည်းဟုမူကားသူငယ်သည်အဝတ်နှင့်ပတ်ရစ်၍နွားစကွက်၌တိမ်းထားလျက်ရှိသည်ကိုတွေ့ကြလိမ့်မည်ဟုဆိုပြီးလျှင်အမှတ်လက္ခဏာနွားစကွက်၌ရှိသောသူငယ်သည်နှိမ့်ကြခြင်း၌သေးငယ်ချင်းကိုပုံဆောင်ပြီး၎င်းသည်လူသားကယ်တင်ရှင်၏အမှတ်လက္ခဏာတစ်ခုဖြစ်သည်အာမင်အငယ်73ထိုကောင်းကင်တမန်တို့နှင့်အတူကောင်းကင်တက်တော်အများတို့သည်ချက်ချင်းထင်ရှား၍ဖျားသခင်အားချီးမွမ်းလူဤကယ်တင်ခြင်းအတွက်ကယ်တင်ရှင်ဤမွေးဖွားခြင်းအပြင်လှုပ်ရှားနိုးထခဲ့ကြသူကောင်းကင်တမန်များဤဝမ်းမြောက်ခြင်းသည်ဖျားသခင်အားချီးမွမ်းခြင်းကိုထွက်ပေါ်စေသည်အာမင်အငယ်14အမြင့်ဆုံးသောအရက်များဝယ်ဖျားခင်သည်ဘုန်းကြီးတော်မူစေတည်းမြေကြီးပေါ်၌ကိုတော်ရဲ့ကောင်းသောကျေနပ်နှစ်သိမ့်ရာလူတို့အလယ်တွင်ငြိမ်သက်ခြင်းရှိစေတည်းဟုမွတ်ဆိုကြ၏အာမင်ငြိမ်သက်ခြင်းကိုတော်ဤကောင်းသောကျေနပ်နှစ်သိမ့်ရာအတိုင်းဖျားခင်အားဖြင့်ရွေးချယ်ခံရသောလူများအငယ်15ကောင်းကင်တမန်တို့သည်ကောင်းကင်သို့ပြန်ကြပြီးမှတိုးထိန်တို့ကငါတို့သည်ဗက်လင်မြို့သို့တွားကြကုန်အံ့သခင်ဖျားသည်ဖော်ပြတော်မူသောဤအမှုရာကိုကြည်ကြကုန်အံ့ဟုအချင်းချင်းပြောဆိုပြီးလျှင်ဤအမှုရာဓာတ်ရိုက်အနက်စကားအငယ်16အလင်းမြန်သွား၍မာရိနှင့်ယောသတ်ကို၎င်းနွားစကွက်၌တိမ်းထားလျက်ရှိသောသူငယ်ကို၎င်းတွေ့ကြ၏တွေ့မြင်ပြီးမှမိမိတို့ကြားသောထိုတငယ်၏အကြောင်းစကားကိုအနှံ့ပြပြောကြ၏တိုးထိန်တို့ပြောသောစကားကိုကြားသောသူရှိသမျှတို့သည်အံ့ဩကြ၏မာရိသည်ထိုအကြောင်းအရာအလုံးစုံတို့ကိုစိတ်နှလုံး၌မှတ်ကျုံ၍စဉ်းစားဆင်ခြင်လျက်နေကြ၏တိုးထိန်တို့သည်မိမိတို့အားပြောသည့်အတိုင်းကြားမြင်သမျှသောအကြောင်းအရာကိုထောက်၍ဖျားခင်ကိုအံ့ဩချီးမွမ်းလျက်ပြန်သွားကြ၏ငါကိုတော်ဤငယ်ရွယ်စဉ်ဘဝတိအရေးပြားလိခြင်းနှင့်နမယ်သမုတ်ခြင်းအငယ်21ထိုသူငယ်အားအရေးပြားလိခြင်းကိုပေးတော်နေ့သည်ဟုသောရှေ့ရက်မြောက်သောနေ့ရောက်လျင်ဝမ်း၌ပဋိတ္တိဆွဲတော်မူပြီးဝမ်း၌ပဋိတ္တိဆွဲတော်မမူမီကောင်းကင်တမန်မှဲ့တော်ယေရှုအမိဖြင့်မှဲ့ကြ၏နှစ်စက္ကန့်အနံ့ခြင်းနှင့်ယိုတေလေးမြတ်ခံရခြင်းအငယ်22ထို့နောက်မောရှေ၏ပညတ်တရားအတိုင်းစင်ကြယ်ခြင်းကိုပြုရသောနေရက်စိတ်သောအခါမိဘတို့သည်တငယ်ကိုယေရုရှလင်မြို့သို့ဆောင်သွား၍သခင်ဖျားအားဆက်ကပ်ပြီးမှတားဦးယောက်ျားအပေါင်းတို့သည်ဖျားခင်အဖို့တန်ရှင်းရကြ၏ဟုသခင်ဖျားရဲ့ပညတ်တိကြံလာသည်နှင့်အညီခိုနှစ်ကောင်ဖြစ်စေဂျိုးကလေးနှစ်ကောင်ဖြစ်စေတခုခုကိုပူဇော်ရမည်ဟုသခင်ဖျားရဲ့
ပညတိကျမ်းလာသည်နှင့်အညီရစ်ပူဇော်ကြ၏အာမင်ပညတိကျမ်းလူသားကယ်တင်ရှင်သည်ဖျားသခင်နှင့်လူများရှေ့တော်တွင်မှန်ကန်သောလူတစ်ယောက်အဖြစ်မှန်ကန်သောဣသရေလလူဖြစ်နိုင်ရန်ပညတ်တရား၌တောင်းဆိုသောအတိုင်းကိုအငယ်21မှ24၌ပြေဝစွာပြည့်စုံစေခဲ့သည်အာမင်တခုခုဤရစ်ကောင်အမျိုးသားသည်ပူဇော်တော်သူ၏စင်ရဲနွယ်ပါခြင်းကိုညွှန်ပြသည်စင်ရဲနွယ်ပါခြင်းသည်လူသားကယ်တင်ရှင်၏အသက်တာ၌အခြားသောတွင်ပြင်လက္ခဏာဖြစ်သည်အာမင်အငယ်25ထိုအခါရှုမောင်အမည်ရှိသောသူတစ်ယောက်သည်ယေရုရှလင်မြို့၌ရှိ၏ထိုသူသည်ဖြောင့်မတ်သောသူတရားကိုယိုသေးသောသူဣသရေလအမျိုးရဲ့တတ်တာခြင်းအကြောင်းကိုမျှော်လင့်တော်သူဖြစ်၏တန်ရှင်းသောဝိညာဉ်တော်သည်သူ့အပေါ်၌တည်သည်ဖြစ်၍ဖြောင့်မတ်ခြင်းသည်အဓိကအားဖြင့်လူများထံသို့ဖြစ်၍ယိုသေးခြင်းသည်ဖျားသခင်ထံသို့ဖြစ်သည်အာမင်အငယ်26သူသည်သခင်ဖျားရဲ့ဤခရစ်တော်ကိုမမြင်မီမတေရဟုတန်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖျားဆိုင်ရာဆက်သွယ်ခြင်းကိုခံရသည်ထိုအခါသူသည်ဗိမာန်တော်၌ဗိမာန်တော်အထဲသို့တွား၍မိဘတို့သည်သူငယ်ယေရှုကိုပညတ်တရားထုံးတမ်းအတိုင်းပြုခြင်းကဆောင်သွားစဉ်တွင်ရှုမောင်သည်ယေရှုကိုလက်နှင့်ချီပါ၍ဘုရားခင်ကိုကောင်းချီးပေးလျက်ဆိုသည်ကအစိုးရတော်မူသောအရှင်စကားတော်အတိုင်းကိုတော်ဤကျွန်သည်ငြိမ်သက်စွာစုသေးရသောအခွင့်ကိုကိုတော်သည်ယခုတွင်ပေးတော်မူ၏ကိုတော်ရဲ့ကယ်တင်ခြင်းကိုအကျွန်ုပ်သည်ကိုမျက်စိနှင့်မြင်ရပါ၏ကိုတော်ဤကယ်တင်ခြင်းလူသားကယ်တင်ရှင်သည်ကိုတော်ဤလူများထံသို့ပေးသောဘုရားသခင်ဤကယ်တင်ခြင်းဖြစ်သည်အာမင်အငယ်31၎င်းကိုလူအမျိုးမျိုးတို့ရှေ့၌ပြင်ဆင်တော်မူခဲ့သည်တပည့်အမျိုးသားတို့အားဖွင့်ပြခြင်းကအလင်းကို၎င်းကိုတော်ဤလူဣသရေလရဲ့ဘုန်းကို၎င်းပြတော်မူပြီးဟုမွတ်ဆို၏အာမင်အလင်းအငယ်33ထိုစကားများကိုယောသတ်နှင့်မေတော်သည်ကြားလျှင်အံ့ဩခြင်းရှိ၏ရှုမောင်သည်သူတို့ကိုကောင်းချီးပေး၍အမိမာရိအားဤသူကဣသရေလလူအများလဲမိအကြောင်းအများထမိအကြောင်းငင်းခုန်စရာလက္ခဏာဖြစ်မိအကြောင်းခန့်ထားသောသူဖြစ်၏ခန့်လူသားကယ်တင်ရှင်သည်ဣသရေလမျိုးလူမျိုးကိုစုံစမ်းစစ်ဆေးရန်ဘုရားခင်အားဖြင့်ခန့်အပ်ခြင်းခံခဲ့ရသည်တို့မှသာများစွာသောသူတို့သည်ကိုတို့အားဖြင့်ထိမိ၍လဲတကယ်တို့များစွာသောသူတို့သည်ကိုတို့အားဖြင့်နိုးထလာခဲ့သည်အာမင်အိုသခင်ယေရှုလူသားကယ်တင်ရှင်သည်ကိုတော်ဤရန်သူဖက်တွင်ရက်တည်သောလူများဤစန့်ကျင်ပြောဆိုငင်းခုန်เสียအမှတ်လက္ခဏာအရေးလက္ခဏာလည်းဖြစ်သည်တို့မှသာများစွာသောစိတ်နှလုံးများဤစဉ်းစားခြင်းများကိုဖွင့်ပြနိုင်မည်ဖြစ်သည်ရှိမောင်ဤစကား၌လူသားကယ်တင်ရှင်ကိုဣသရေလလူမျိုးဤတတ်တာခြင်းဘုရားခင်ဤကယ်တင်ခြင်းတပါအမျိုးသားများအတွက်အလင်းဣသရေလဤဘုံဣသရေလအတွက်စုံစမ်းစစ်ဆေးရာနှင့်စန့်ကျင်ရာလက္ခဏာအဖြစ်ဖွင့်ပြခဲ့သည်အာမင်အငယ်35ထိုမှတပါလူများတို့ရဲ့စိတ်နှလုံးအကြံစီကိုထင်ရှားစေခြင်းကတန်လျက်သည်တင်ဤစိတ်ကိုခွင်းလိမ့်မည်ဟုမတ်ဆိုသည်တန်လျက်အမှတ်လက္ခဏာဖြစ်သောလူသားကယ်တင်ရှင်သည်စန့်ကျင်ပြောဆိုခံရသောအခါဆင်းရဲဒုက္ခခံရခြင်းသည်ကိုတော့ကိုမွေးဖွားခဲ့သောသူ၏အတွင်းပိုင်းဖြစ်ခြင်းကိုလည်းထုတ်ချင်းခွင်းလျက်ရှိသည်ဤဒီမှာကျွန်ုပ်တို့ကိုတော့ကိုတွေ့ကြုံခံစားခြင်း၌ကိုတော်ဤဆင်းရဲဒုက္ခခံခြင်းကိုတွေ့ကြုံခံစားရန်ဖြစ်သည်ထင်ရှားလူဤစိတ်နှလုံးအတွင်း၌ရှိသောအရာကိုခရစ်တော်ထံသို့ထားရှိသောသူဤစိတ်နေသဘောထားအားဖြင့်လွယ်ကူစွာသိမြင်နိုင်သည်အငယ်36အာရှာအမျိုးဖြစ်သောဖနွေလဤသမီးအန်နာအမည်ရှိသောပရောဖက်မတယောက်ရှိသည်
သူမသည်ပြိုသောအရွယ်မှစ၍9 နှစ်တာလင်နှင့်နေပြီးလင်အသက်ကြီးရင့်၍အသက်84 နှစ်တိုင်မုတ်ဆိုးမှဖြစ်တဲ့အစာရှောင်ခြင်းနှင့်အတနာခံတောင်းလျှောက်ခြင်းအားဖြင့်နေညမပြတ်ဖျားကိုအစေခံ၍ဗိမာန်တော်မှမခွဲဘဲနေ၏အသက်တို့မဟုတ်သူမသည်84 နှစ်တိုင်တိုင်မုတ်ဆိုးမှဖြစ်သည်အငယ်38သူသည်လည်းထိုခဏချင်းတွင်ဝင်၍ဖျားခင်ကိုကျေးဇူးတင်စကားပြောလေ၏ယေရုရှလင်မြို့၏ရွေးနှုတ်ခြင်းအရာကိုမျှော်လင့်တော်သူအပေါင်းတို့အားထိုတငယ်၏အကြောင်းကိုပြောလေ၏ရွေးနှုတ်ခြင်းဖျားခင်၏လူများကိုရွေးနှုတ်ခြင်းဖြစ်သောလူသားကယ်တင်ရှင်အငယ်39မိဘတို့သည်တခင်ဖျားရဲ့ပြည့်ညတ်တရားအတိုင်းပြုရသမျှတို့ကိုအကုန်စင်ပြုပြီးမှဂါလိလဲပင်နာဇရက်အမည်ရှိသောမိမိတို့မြို့တို့ပြန်ကြ၏နာဇရက်လူသားကယ်တင်ရှင်သည်ဒါဝိဒ်၏မြို့ဖြစ်သောဗက်လင်မြို့၌မွေးဖွားခဲ့၍ထိုနေရာ၌အချိန်တို4 တာနေထိုင်ခဲ့သည်သို့တော်ကိုတော်သည်လူအထင်အမြင်သေးခံရသောဒေတာဖြစ်သည့်ဂါလိလဲပြည်ရှိလူအထင်အမြင်သေးခံရသောနာဇရက်မြို့၌ကြီးပြင်းလာခဲ့သည်ဤဒီမှာကိုတော့ကိုလူအထင်အမြင်သေးခံရသောပုဂ္ဂိုလ်တူဖြစ်လာစေရန်ဖျားခင်၏အုပ်စိုးမှုအောက်၌စီရင်ခဲ့သောအရာဖြစ်သည်အထင်အမြင်သေးခံရခြင်းသည်ကယ်တင်ရှင်၏လူသားအသက်တာ၏အခြားသောတွင်ပြင်လက္ခဏာဖြစ်သည်အာမင်အငယ်40ကြီးထွားခြင်းနှင့်အတိုင်းကြီးထွားခြင်းအငယ်40သူငယ်သည်လည်းကြီးထွားတန်ဆွမ်းလာ၍ပညာတော်နှင့်ပြည့်စုံ၍ဘုရားခင်ရဲ့ကျေးဇူးတော်သည်လည်းသူ့အပေါ်၌တည်လေ၏ကြီးထွားအရွယ်အစား၌ကြီးထွား၍ဝိညာဉ်၌တန်ဆွမ်းလာသည်ပညာကယ်တင်ရှင်ဘုရားဖြစ်ခြင်း၏ပညာတော်ကိုတော်ဤကိုခန္ဓာပိုင်းဆိုင်ရာကြီးထွားလာခြင်း၏အတိုင်းတာအတိုင်းအချိုးအစားညီညီဖွင့်ပြခဲ့သည်အာမင်အငယ်51၌ဖြစ်သည်လူတယောက်အနေဖြင့်ယေရှုပင်လင်သူဤအသက်တာအတွက်ဘုရားခင်ဤကျေးဇူးတော်ကိုလိုအပ်ခဲ့သည်ကိုတော်သည်သူဤဘုရားဖြစ်ခြင်းဤပညာတော်နှင့်ပြေဝခဲ့၍ကိုတော်ဤလူသားစာတိ၌ဘုရားခင်ဤကျေးဇူးတော်ကိုလိုအပ်ခဲ့သည်အာမင်အငယ်51မိဘတို့သည်နှစ်စဉ်အတိုင်းပတ္တခါပွဲခံချိန်ရောက်နေယေရုရှလင်မြို့သို့သွားကြ၏ကိုတော်သည်32 နှစ်ရှိသောအခါပတ္တခါပွဲထုံးစံအတိုင်းယေရုရှလင်မြို့သို့တက်ကြ၏32 နှစ်အသက်32 နှစ်အရွယ်၌သူငယ်တော်ကိုပညတ်တရားဤသားဟုဂျူးလူမျိုးများအားဖြင့်ခေါ်ခဲ့၍ပထမဦးစွာတရားဝင်တာဝန်ရှိခြင်းကိုတင့်ရောက်စေသည်ကနန်း32 နှစ်တည်းဖျားခင်ဤစီမံခန့်ခွဲခြင်း၌ထာဝရစုံလင်ခြင်းကိုပုံဆောင်သည်ထို့ကြောင့်အသက်32 နှစ်မှာဤနေရာတွင်တခင်ဖျားလှုပ်ဆောင်ခဲ့သောအရာသည်ဖျားခင်ဤစီမံခန့်ခွဲခြင်းနှင့်လုံးလုံးဆက်နွယ်ကြောင်းညွှန်ပြသည်ပတ္တခါထုံးစံဖျားခင်အားဖြင့်စီမံခန့်ခွဲမှုမှာတရားဝင်အားဖြင့်ဣသရေလလူမျိုးယောက်ျားဖြစ်ရမည်ဖြစ်သည်အာမင်အငယ်53ပွဲနေ့ရက်လွန်ပြီးမှသူတို့သည်ပြန်သွားကြလျင်သူငယ်ယေရှုသည်ယေရုရှလင်မြို့၌နေရသည်ကိုတော်ဤမိဘတို့သည်မသိကြပေအပေါင်းအဖော်စုထဲမှသူငယ်ပါသည်ဟုစိတ်ထင်နှင့်တနေ့ခရီးသွားမိလျင်အဆွေအမျိုးအတိအကျွမ်းတို့တွင်ရှာ၍မတွေ့သောအခါယေရုရှလင်မြို့သို့ပြန်၍ရှာကြ၏သူငယ်မူကားဗိမာန်တော်၌ဆရာများအလယ်မှထိုင်၍ထိုသူတို့နှင့်ဆွေးနွေးမေးမြန်းလျက်ရှိသည်ကိုမိဘတို့သည်3 ရက်ကြာမှတွေ့ကြ၏သူတို့၏စကားကိုကြားတော်သူအပေါင်းတို့သည်သူ၏နားလည်ခြင်းအသည့်ကို၎င်းစကားအဖြေကို၎င်းအံ့ဩကြ၏မိဘတို့သည်တားကိုမြင်လျင်မိန်မောသွေဝေ၍အမိကငါသားအဘယ်ကြောင့်ငါတို့အားဤသို့ပြုသနည်းတင့်အဖနှင့်ငါသည်အလွန်ညှိုးငယ်ကြောင်းကြသောစိတ်နှင့်တင့်ကိုရှာကြပြီဟုဆိုတော့ငါသည်အလွန်တိုက်ရိုက်အနက်နာကျင်စေတော့ပူပင်တော့ကအာမင်အငယ်49
သူကမိဘသည်အဘယ်ကြောင့်အကျွန်ုပ်ကိုရှာရပါသနည်းအကျွန်ုပ်အဖ၏အရာများ၌နေရသည်ကိုမသိပါသလောဟုပြောဆို၏နေရသူငယ်တော်ယေရှုသည်ဖျားသခင်၏စိတ်ဝင်စားခြင်းအတွက်ဂရုစိုက်ကြောင်းကိုညွှန်ပြသည်အရာများအဖ၏အရာများတို့ဖို့အကျွန်ုပ်အဖ၏အိမ်၌အကျွန်ုပ်သူငယ်တော်ယေရှု၏ဖျားဖြစ်ခြင်းကိုညွှန်ပြသည်ကိုတော်၏လူစားသည်၌ကိုတော်သည်သူမိဘများ၏ဖြစ်သည်ကိုတော်၏ဖြစ်ခြင်းဖျားဖြစ်ခြင်း၌ကိုတော်သည်ခမဲတော်၏သားတော်ဖြစ်သည်အာမင်သူငယ်တော်ယေရှု၏ဖျားဖြစ်ခြင်းကိုညွှန်ပြသည်ကိုတော်၏လူစားသည်၌ကိုတော်သည်သူမိဘများ၏သားဖြစ်သည်ကိုတော်၏ဖျားဖြစ်ခြင်း၌ကိုတော်သည်ခမဲတော်ဖျား၏သားတော်ဖြစ်သည်အာမင်အငယ်90သူတို့သည်ထိုစကားကိုနားမလည်ကြထို့နောက်သူသည်မိဘတို့နှင့်အတူသွားသဖြင့်နာဇရက်မြို့သို့ရောက်၍သူတို့စကားကိုနားထောင်လျက်နေလေ၏ထိုအကြောင်းအရာအလုံးစုံတို့ကိုအမိသည်စိတ်နှလုံးထဲ၌မှတ်ကျုံလေ၏အာမင်သူတို့စကားကိုနားထောင်ကိုတော်ဤလူစားသည်၌ကိုတော်သည်သူဤလူသားမိဘများကိုနာခံမှုရှိသည်အာမင်အငယ်52ယေရှုသည်လည်းဖျားသခင်နှင့်လူတို့ရှိကိုတော်၌ထင်ရှားတော်မူသောပညာနှင့်အရက်ပမာဏ၌လည်းကျေးဇူးတော်၌၎င်းအစဉ်အတိုင်းတိုးပွားတော်မူ၏အာမင်ပညာနှင့်အရက်ပမာဏဂရိဘာသာ၌အခန်းကြီး19အငယ်3တွင်ရှိသောအရွယ်အစားကိုတောင်ဖော်ပြခြင်းမဟုတ်ပဲအသက်ကိုလည်းဖော်ပြသည်မဿဲအခန်းကြီး6ဤအငယ်29မှတ်စုတစ်ကိုကြည့်ပါတို့မဟုတ်မိမိအသက်ရဲ့အတိုင်းအတာအရှိအာမင်ကျေးဇူးတော်ဖျားခင်ရှေ့တော်တွင်ကျေးဇူးတော်သည်ကိုတော်၌ထင်ရှားသည်ဟုဆိုခြင်းမှာကိုတော်သည်ဖျားခင်ရဲ့အလိုဆန္ဒအတိုင်းဖျားခင်ကိုထင်ရှားခြင်း၌ကြီးထွားနေသောကြောင့်ဖြစ်သည်လူများရှေ့တွင်ကျေးဇူးတော်ထင်ရှားသည်ဆိုခြင်းမှာကိုတော်သည်လူတို့အတွက်ကောင်းကျိုးဖြစ်စေသောလူကောင်းမြတ်ခြင်းများ၌ဖျားဆိုင်ရာဂုဏ်အင်္ဂါများကိုထင်ရှားစေခြင်း၌ကြီးထွားနေသောကြောင့်ဖြစ်သည်ကိုတော်သည်ဖျားနှင့်လူများရှေ့တွင်ဖျားလူတစ်ယောက်အဖြစ်ကြီးထွားနေခြင်းဖြစ်သည်အာမင်အိုသခင်ယေရှုကိုတော်သည်ဖျားနှင့်လူများရှေ့တွင်ဖျားလူတစ်ယောက်အဖြစ်ကြီးထွားနေခြင်းဖြစ်သည်အာမင်